The tea pitching, the tea in a zazare. Yet the ma pitching, yet the marine at Zazana, Obia. Hula, eh? Longer than you do, longer than the marriage changing with Zazamali. Hold on, a KDB one in a duty, KDB one in a duty, go through Nagu with Zazan. The tea pitching, Daman Lunesas and Lomiabu, Daman Luro Bonyare. Dudo, the tea go, the tea loop on. Daja, Yen Magari, when them chit at Boguli won't be your Gemali. Allo the malo lotion lo dui from me and beauty. Allo the malo lo the auchi they would dredging la. Allo the mari a jown nale la. Allo the malo lo. A duejar that halo duia. Below chana on low malay. Na chana la deca, allo de villa deca, allo the malo below ten jomble, from your down below low malay. That is in that. Allo the malo lo the malo doing that the low when damn. You are Gila and Swanya Gizamo, you are Gila and Swanya Java. ဒါကြောင့်ငယ်ငယ်နဲ့စနစ်တကျတိဆောက်ထားမှာလားကြီးလာလေစွမ်းရည်ပို့ပြီးတော့တက်လာလေဖြစ်တယ်ဒါကြောင့်ဘုန်းပြောတဲ့စကားလေးမှတ်မိလားဘာလို့လုံသမားလို့တထေးလို့တွေးလုပ်ငန်းရှင်လို့တွေးရအဲ့ဒါလုပ်ငန်းရှင်တေချာပေါက်ဖြစ်ပါဒီဘက်ကဦးမျိုးသိန်းတို့မန္တလေးကမျိုးသိန်းဆိုအကုန်သိယူဒီဥက္ကမဝင်းတို့အလုပ်သမားတွေယူဒီဥက္ကမဝင်းဆိုထန်းသမားထန်းတုံးတဲ့အချိန်လေးကားလိုက်ရတာကိုဦးမျိုးသိန်းတို့ဆိုသူများစီမှာဈေးရောက်တာလေဈေးရောက်တာသဘောကျသူ့လုပ်ငန်းရှင်ဖြစ်ထင်တော့တာ လုပ်ငန်းရှင်ရတဲ့ကအဲ့မှာလုပ်ငန်းရှင်သဘောကျလို့ထုတ်လိုက်တာအဲ့ထုတ်လိုက်မှသူကြီးပွားတာတခါတည်းရကြတော့လေ risk ယူရတယ်ကိုယ်အခက်အခဲအကျက်တဲ့ဘလို့မှလှုပ်မရတဲ့အခုဆိုတဲ့စိန်ခေါ်မှုကြီးကကိုယ်ဖွံ့ဖြိုးတိုးတက်မှုကိုဆန်းတာကြိုတင်ပြီးတော့စနစ်တကျလေ့ကျင့်ထားတဲ့သူတွေအတွက်ကတော့ဘိုးကောင်းတဲ့အခွင့်အလမ်းတစ်ခုပေါ်လာတာပါဒါကြောင့်အခက်အခဲတွေ့ရင်ငါအောင်မြင်မှုတစ်ခုအတွက်စမ်းသပ်မှုတစ်ခုပဲလို့တွေ့ပါအလုပ်သမားလို့လုပ်ငန်းရှင်လို့တွေ့တစ်ထေလို့တွေ့အလုပ်သမားလို့လုပ်ပြီးအလုပ်သမားလို့တွေ့နေ တတ်တယ်လို့လို့သမားပဲဖြစ်မှာဒါပေမဲ့အလုပ်ရှင်လို့တွေးတော့အလုပ်ရှင်လို့စားခိုင်းတာဝယ်ခိုင်းတာမဟုတ်ဘူးဒီနေ့ကလကလေးနည်းနည်းရတာနဲ့ဖုံကောင်းကိုင်းရင်နဲ့ legacy brand တွေသုံးရင်နဲ့အဝတ်စားတွေကိုဟာလဲမပြီးနိုင်မသိနိုင်ဘူးဝယ်ချင်တယ်ဒါကြောင့်ဘုန်းပြောတယ်ဘုန်းတို့ငယ်ငယ်တုန်းကဒီမတ်ရှာထဲမှာဘုန်းတို့ရွာဖျားပွဲရှိတယ်အဲ့ဖျားပွဲဆိုရင်ဒီနေ့အင်ကြီးရရင်နောက်နှစ်ပစိုးဒီနေ့မှာဒီနေ့လုံးနေမှာနော်အင်ကြီးအကောင့်တစ်ထဲပစိုးတစ်ထဲဒါပဲ အမေတို့ဖေတို့ကရှင်လောင်းလဲမလားတဲ့ကိုရင်ဝတ်တက်ကရှင်လောင်းလဲမလားတဲ့လက်ပတ်နာယူမလားတဲ့ရှင်လောင်းလဲပိုးကုန်ပါလေကိုလည်းငငယ်လေးနဲ့စီဝါရေးတွေတွေ့တတ်တယ်လက်ပတ်နာယူပဲယူမှာလို့ကျူအန်ကျူလက်ပတ်နာယူပထမဆုံးပတ်ဖို့တာရှင်လောင်းလဲတာနဲ့လဲထားတာဟမ်ရှင်လောင်းလဲတဲ့ကုန်ကြသေးနဲ့လဲထားခုလိုကျေးဇူးတင်တယ်မိပါတယ်ငငယ်တော့နဲ့အိမ်ထဲမှာခြံဝင်းကြီးအကျဲဆိုတိုင်ဟာပြိုးဟာဆိုင်ရွေးလေဝါသနာပါတယ် ခုနှစ်တန်းလောက်ဆိုတော့ချက်ရေးပြည့်အကုန်တက်သမင်းရောဟင်းရောအကုန်ချက်တက်တယ်ဒါကြောင့်ဘဲသွားဘုံတို့မငတ်ဘူးအလုပ်တွေလုပ်ငန်းတွေထူထောင်တဲ့အခါကိုယ့်ပါသက်ကိုကောင်းအောင်စားတတ်တယ်အဲ့ဒါငငယ်နဲ့လေ့ကျင့်မထားတဲ့ရောက်ကြွတွေမင်းတွေချက်ပါအမေညုံငပိတောင်းလက်ဖက်တော့ကြက်ဥကျော်ဒါနဲ့ပဲနှစ်ပါးသွားလူကပိန်းလိမ်ခွေးကောက်တယ်အဲ့ဒါကြောင့် life skill တွေကအရေးကြီးတယ်ချက်တာပြုတ်တာသားတာတောက်တာလျှော်တာဖွတ်တာဟောသင်္ကန်းလျှော်တယ်ရေချိုးတဲ့သလားထဲမှာရေချိုးချလိုက်တယ်စပ်ပြမှုနဲ့သိမ့်တာတယ်ရေလည်းအကုန်တက်တာတယ်သင်္ကန်းလည်းသိမ့်ကြဖြစ်သွား ပြီးတဲ့အခါခန္ဓာလေးပုတ်ချော်ပြီးတော့လှမ်းလိုက်တယ်ပြီးသွားချင်းကုန်လည်းတက်တာရေကုန်လည်းတက်တာထုံးတော့အကုန်စင်စားဒကာဓမ္မတွေလူတွေရတယ်သူတို့ကလောဘတကြီးလေရေတွေတိတ်နှမျောတာပဲတကယ်ပြောတာဒီလိုကြီးငှဲ့ထားတာဘုံကမကြိုက်ဘာဖြစ်လို့ဒီရေဘုံမတော့ရင်သုံးပြစ်မှာအာနာလို့တော့ရင်လည်းကိုကစီးပဲသွားနေရမှာဟုတ်လားအလုတ်ကလောအောင်လို့အဲ့ဒါပဲဖြစ်နေတယ်ပဲနော်အဲ့ကြောင့်ဘုံတို့ဒီတရားလေးဆိုတော့အများကြီးဘဲကုန်မလဲဗျဘုံကတန်ကုန်နှံကုန်တော့ပဲဘယ်သူဆက်တော့သုံးပြစ်မှာနှမျောစရာကြီး ချွေတာစုဆောင်တစ်ထေးလောင်းပါလူတွေကချွေတာစုဆောင်ပြီးမှကြီးပွားသွားတဲ့သူ The richest man in Vivilo ဖတ်ဖို့တယ်နော်ဖတ်ဖို့တယ်ဖြစ်ပြီလားတစ်ထေးမဖြစ်ဘူးအစမတည်းသူပြီးပြီးတော့ကဲနော်ဟိုလိုမှမစုတယ်ဒါကြောင့်မလို့ချမ်းသာတဲ့သူတွေအကုန်လုံးကအသုံးပြုံးမကြည့်လို့ဇူကဘတ်ဝစ်စုံခဲရအောက်ကကာကီအောင်ပေါင်းပြီး6စုံရှိတယ်ဒါဘာပြောအင်ကြီးကိုအယောင်ရွေးဖို့အချိန်မရလို့လေခဲအောင်တစ်မျိုးပဲဝတ်အောက်ကပေါင်းပြီးကာကီအောင်မဆိုးဘူးနော် ဘုံဘုံကတစ်နှစ်လုံးဆိုရင်သင်္ကန်း3 လောက်ပဲလှူတာသင်္ကန်းကြီးလှူကြလှူလည်းပြန်လှူတာပဲတချို့ကလည်းသိတယ်ချက်ချင်းကိုဝေခိုင်းတာအဲ့ဒါမျိုးကြတယ်ဘုံဘုံဟိုပြန်လှူတာဘုံကုသိုလ်ရတယ်တခြားအသုံးလှူတဲ့သူတွေဘုံဘုံသင်္ကန်းကောင်းရတယ်ဆိုသင်္ကန်းကောင်း2 ဆုံလောက်ဆိုတော့ပြီပေါ့ဒီမှာကုဒါတသိန်းခွဲလောက်ပဲရှိတာသင်္ကန်းအကောင်းတော့မဟုတ်ပါ9 သိန်း8 သိန်းနဲ့ရှိတဲ့ဘုံဘုံဒီမှာပြန်လှူပြစ်ဒါ2 ဆုံလောက်တော့တကယ်ပွဲကြီးတွေဘာကြီးတွေသုံးဖို့ဆိုခြံဆိုတာရှိ